အခုနေ့ sharing လုပ်ပေးမှာကအချိန်တို့ minute တို့ကိုခွဲပြီးတော့ result လိုချင်တာဥပမာ overtime တွက်ရတဲ့ဟာမျိုးပါမျိုးပေါ့နော်HR တို့ accountant တို့အတွက်စင်ပြေတဲ့ဒီ formula လေးပေါ့နော်ပထမဆုံးပြပေးမှာကဒီမှာအချိန်တွေရှိရပေါ့နော်အချိန်တွေမျိုးစုံ data မျိုးစုံရှိတယ်အဲ့မှာနာရီကိုပဲလိုချင်တယ်ဆိုဥပမာဒီဘွားမှာဆိုရင်17နာရီ10မိနစ်ပေါ့နော်အဲ့ဆိုရင်အချိန်နာရီပိုင်းပဲလိုချင်တယ်ဆိုရင် hour ဆိုပြီးတော့ရွေးပြီးရင်ဒီဥစ္စာကိုရွေးလိုက်ပေါ့နော် enter ခေါက်ကြည့်လိုက်မယ်အဲ့ဆိုရင်17နာရီဆိုရင်ဒီတစ်ခုမှာဆိုအရှိမ date တွေလည်းပါတယ်နာရီလည်းပါတယ်အဲ့ဒါကိုနာရီပဲလိုချင်တယ်ဆိုဆွဲချကြည့်လိုက်မယ်ဒါလည်း17နာရီဘာလို့လဲဆိုတော့ဒီ date ကောက်မလို့ဘူး17နာရီ10မိနစ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အောက်မှာဆိုရင်ဒီမှာဆိုရင်နေ့ကင်း1နာရီ25ပေါ့အဲ့တော့နေ့ကင်း1နာရီဆိုရင်တို့12နာရီကနေကြော်သွားတဲ့အတွက်ကြောင့်13နာရီဖြစ်လိမ့်မယ်ဒီ formula လေးဆက်ပြီးဆွဲချလိုက် okay 13နာရီဒါဒီအထိနားလည်မယ်ထင်တယ်เนาะအဲ့ဆိုရင်ဒါတွေကဆွဲချရဲဆိုတော့ formula တစ်ခါတည်းပပြီးသားမလို့เนาะ0.25ဆိုတဲ့ဟာကိုနာရီဘယ်လိုယူမလဲဆိုရင်24နာရီကို100 100လို့သတ်မှတ်လိုက်ပေါ့เนาะအဲ့ဆိုရင်0.25ဆိုရင်4ပုံတပုံပေါ့เนาะဆိုရင်6တက်6 22 6 6 24 4ပုံဆိုရင်တပုံမှာ6နာရီရှိတယ် okay အဲ့ဆိုရင်ဒီ hour ကိုပဲထပ်ပြီးတော့ဆွဲချကြည့်အောင် okay ဒါဆိုရင်ဒါ0.25နာရီဆိုရင်တော့ဒါ6နာရီလို့ပြောတာ0.75ဆိုရင်3ပုံဆိုတော့18နာရီဖြစ်လိမ့်မယ်เนาะ okay 18နာရီ0.50ဆိုရင်ဘယ်လောက်နာရီဖြစ်မလဲအဲ့လိုမျိုးပေါ့နော်ကိုရီရဲ့အချိန်နာရီတွေက0.5ဆိုရင်ဒီမှာ12နာရီပေါ့နော်50 50ပေါ့နောက်က3ညမပါပေမဲ့လည်းဒါမဲ့0.5ဆိုရင်တဝက်ဖြစ်တဲ့အတွက်ကြောင့်12ဒါနာရီကိုထုတ်ယူတဲ့ဟာပေါ့နော်အောက်မှာဆက်ပြမှာ minute result လည်းအဲ့လိုမျိုးယူလို့ရတယ် minute result ဆိုရင် MINU minute ဆိုတဲ့ဟာကိုရွေးပေါ့နော်ရွေးပြီးရင်ဒီမှာဒီဥစ္စာကိုရွေးလိုက်မယ်အဲ့ဆိုရင်17နာရီ10မိနစ်ဖြစ်တဲ့အတွက်သူက10ဆိုတဲ့ဟာကိုပဲပြ okay ဒါဆိုရင်10 minute result ပေါ့နော်ဒီအောက်မှာလည်း17နာရီဒီဥစ္စာ10မိနစ်ပဲဆွဲရဒီမှာဆိုရင်1နာရီ25ဆိုရင်ဘယ်နှမိနစ်လဲ25မိနစ် okay ဒါကတော့နာရီရဲ့နောက်ပိုင်းကမိနစ်လေးတွေပဲထွက်တယ်သူကကြောင့်24 hour နဲ့လိုက်မတွက်ဘူးမိနစ်အရှိကြီးနဲ့လိုက်မတွက်ဘူးပေါ့နော်နာရီနောက်ပိုင်းကမိနစ်တွေကိုပဲယူပေးရပါတော့ okay ဒါလေးအဆင်ပြေသုံးဝင်တယ်ပေါ့နော်ဒါ finance တို့ HR တို့ရဲ့ overtime တွက်တဲ့အခါမျိုးမှာဖြစ်ဖြစ်ဒါတွေကပို့ပြီးတော့အသုံးဝင်ပါတယ် thank you ပါ